Hello ချူပါဒီနေ့ချူပါဘာယူလေးတောင်မဲဆိုတဲ့ဆိုင်လေးကိုခေါ်သွားပေးပါမယ်ချူပါရဲ့ဝယ်ကလေးဆိုတော့ချူနဲ့တုံလိုက်ကြည့်ခဲ့ပါအောင်နော်ချူက daily vlog လေးရိုက်နေကြဆိုတော့ပကန်းလလလေးလိုတယ်ပေါ့နော်ပြီးရင်ခွက်လလလေးလည်းလိုတယ်ဒီမှာဘာယူလေးတောင်ဆိုတော့အရန်တန်းတာနဲ့အများကြီးဝယ်ခဲ့ပါတယ်သူကနှစ်ထပ်ရှိရပေါ့နော်ဒီအောက်ထပ်မှာဝင်ချင်းမှာပဲပကန်းနေရေခွက်ကြီးရှိရအဲ့အပေါ်တက်ကြည့်လိုက်ပါသေးတယ်အရှင်မမေမေတွေအတွက်လည်းသတင်းကောင်းလေးပါချင်တာအခုလို stationery တွေအများကြီးတွေ့ခဲ့ပါတယ်ရှင်ပစ္စည်းလေးတွေကလည်းနည်းနည်းစမ်းတယ်ပေါ့နော်တော်ရုံစာနဲ့မှမတွေ့နိုင်တဲ့ဟာမျိုးလေးရှိပါတယ်ဒီလိုပစ္စည်းပေါက်စာလေးချစ်စရာလေးလည်းတွေ့ခဲ့ပါတယ်ဒါဆိုမျက်မှန်နေတအားတန်တာတော့ဒီလားတကြံနားနေရင်သွားဝယ်ရမယ်ဘာယူ4000ဆိုတော့လေမျက်မှန်တစ်လက်4000ဆိုတန်တယ်လीနော်ခလေးတက်တာလူကြီးတက်တာလေးတွေပိုတော့တန်သေးတယ်စုံတော့မှတော်တော်စုံတာဒါတွေကတော့ဘီးတွေပေါ့နော်ဒါကတော့ press on လေးလည်းတွေ့ခဲ့ပါတယ် quality တော့မသိဘူးပေါ့နော်ချူလည်းမတက်ဘူးလို့ဒါပေမဲ့ချစ်တော့ချစ်စရာလေးနော် press on လေးရအပြင်မှာဆို2000ခွဲ3000ပဲဒီမှာပါယူ4000ဆိုတော့ quality တော့မပြောတတ်ဘူးလှတော့တော်တော်လှဒီမှာချူအနီးကရိုက်ပြထားတယ်ဒီဇိုင်းလေးတော်တော်လှတယ်ဒီလား4000နဲ့တော့တန်နေပြီလीနော်ဆိုင်ရလေးပြောင်းကိုထွက်မသွားချင်တာစိတ်ထဲမှာဘာယူ4000ဆိုတဲ့ဟာလေးဆွဲနေတော့အကုန်ပြစ်ထည့်သွားချင်တာတိလားအမေချူဝယ်ပြီးသွားတဲ့ experience တခုပြောမယ်ဆိုရင်လေပကံနေဆိုလဲကြီးတာလေးဝယ်ကြပါတော့တိတိလေးမယူနဲ့အဲ့ဒါဆိုတန်းတယ်ချူအကြံပေးတဲ့ဆိုင်ရှင်ကြားဝိုင်းဒုက္ခပဲဒီမှာဆိုကလေးတွေတော့ပြောစရာ blind box လေးရှိရတိလားဘာပြောအပြင်းပြေပေါ့နော်တပူ4000ဆိုတော့ဖောက်ဆမ်းပဲတချို့အလိုကလစ်တေးလေးလည်းတွေ့ရပေါ့နော် तू ကတော့ချူအထင်တော့မျှထားပေးထားတာပေါ့နော်4000နဲ့တန်တာရှိလို့မတန်တာလည်းရှိရပါတော့ကိုယ့်ဘက်ကိုတေချာရွေးတိုင်းတော့တော်တော်တန်လေးရမယ်လို့ချူအားထင်တယ်။အော်အဓိကနေအောင်ပြောဖို့မင်းလို့ site location လေးပြောပြမယ်နော်။ဒါတာကေတာတစ်စေးခွေးနဲ့တရားရုံးမှတ်တိုင်ကြမှာရှိတာပါ။ဝိုးဆိုတဲ့ဆိုင်မှာဒီဆိုင်လေးကိုလေတက်တော့ကနေတက်လာသတိထားမိရဲ့ဒါပေမဲ့ရန်ကုန်မှာရှိနေမှမသိဘူးပေါ့နော်။နောက်မှတေချာလိပ်စာသွားကြည့်လိုက်မှရန်ကုန်တာကေတာမှာရှိရဲဆိုတာနဲ့ကိုနဲ့နီးတာနဲ့သွားကြည့်လိုက်တာပါ။ဝိုးဆိုတဲ့အတိုင်းမှာတကယ်ဝိုးဖြစ်သွားတာဘာဝဲကိုတန်နေရပါတော့ဒါပေမဲ့တချို့ပစ္စည်းလေးတွေမတန်အောင်တေချာတော့ရွေးတတ်ဖို့လိုမယ်ချူးတွက်ကဘာတွေတန်လဲဆိုတော့ပကံတွေဝယ်ရတန်နဲ့အိမ်သုံးပစ္စည်းတွေဝယ်ရတန်ပါတယ်အားကြောင့်ချူကတော့ပကံတွေအများကြီးနဲ့ရေခွက်တွေအများကြီးဝယ်လာပါရှင်ချူလိုပဲအင်ရှင်မလေးတွေအတွက် sharing လုပ်ပေးလိုက်တာပါနောက်ဘလော့လေးမှာပြဆုံမယ်နော် bye bye